အားလုံးပဲမင်္ဂလာပါလို့ခရစ်တော်နာမ၌နှုတ်ဆက်ပါရယ်ဒီနေ့ဟာကမ္ဘာလုံးမှာ Bible Day တမန်ကျမ်းစာနေ့ဖြစ်တဲ့အားလျော်စွာတမန်ကျမ်းစာနှုတ်ကပတ်တော်ရဲ့တကူနှုတ်ကပတ်တော်ရဲ့အကျိုးကျေးဇူးအများကြီးတဲ့ကခေါင်းစဉ်တစ်ခုနဲ့ကျွန်တော်ဟောအားပေးချင်ပါရယ်ဒီနေ့အတွက်တော့နှုတ်ကပတ်တော်ဟာကျွန်တော်ရဲ့ခန္ဓာကိုယ်အတွက်ကျမ်းမာခြင်းနဲ့အနာငြိမ်းခြင်းဖြစ်စေတယ်ဆိုတဲ့ခေါင်းစဉ်နဲ့ကျွန်တော်ဟောအားပေးခြင်းပါတယ်ဆိုတော့တမန်ကျမ်းစာဟာကျွန်တော်တို့ကျမ်းစာထဲမှာကြည့်မယ်ဆိုရင်တူနဲ့တူတယ်စသဖြင့်ပြားရည်နဲ့တူတယ်စသဖြင့်စာဟာရကဲ့သို့ဖြစ်တယ်စသဖြင့်မျိုးမျိုးတင်စားတာလန်ခီတွေ့မီခွက်စသဖြင့်ကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ဒီနေ့ကျွန်တော်တို့အားပေးချင်တာကတော့တမန်ကျမ်းစာဟာခုနကပြောသွားတဲ့ဟာကြီးပြင်ကျွန်တော်တို့ခန္ဓာကိုယ်အတွက်စီဝါတပွေစီဝါကဲ့သို့ဖြစ်တယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ကျွန်တော်တို့ကျမ်းစာမှာကြည့်တဲ့အခါမှာကျွန်တော်တို့ရဲ့အနာငြိမ်းခြင်းအတွက်ဘုရားသခင်ရဲ့နေလမ်းကတော့ယေရှုခရစ်ရဲ့လဝါကားတိုင်းမှာအပြစ်ပြေခြင်းအပြင်သူရဲ့တန်ချက်တော်အပြင်ဂျမာခြင်းကျွန်တော်တို့တွေ့ရတယ်ယေရှုနာမအပြင်ဂျမာခြင်းလည်းကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခုကတော့တန်ရှင်တော်ဝိညာဉ်တော်မျက်မှောက်တော်ရှိတဲ့နေရာမှာအနာငြိမ်းခြင်းတွေကျွန်တော်တို့တွေ့ရတယ်နောက်ဆုံးတစ်ခုကတော့နှုတ်ကပတ်တော်ရဲ့တကူအပြင်အနာငြိမ်းခြင်းလည်းရှိတယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့နှုတ်ကပတ်တော်ရဲ့တကူအားဖြင့်အနာငြိမ်းခြင်းကိုကျွန်တော်ဝင်ငါချင်ပါတယ်ကျွန်တော်တို့သုတ်တန်ခန်းကြီး၄အငယ်20ကနေ22ကိုဖတ်မယ်ဆိုရင်ငါသားငါစကားကိုနားထောင်လော့ငါဟောပြောချက်တို့ကိုသူနားတွန်းလော့တင်မျက်မှောက်မှမကွာစီနဲ့နှလုံးသွင်း၌စောင့်ထားလော့အကြောင်းမူကားထူတရားစကားကိုတွေ့ရသောသူတို့သည်အသက်ရှင်ခြင်းတကူလုံးကြမ်းမှခြင်းအကြောင်းကိုတွေ့ရပြီတဲ့ဒီမှာဘုရားရဲ့စကားကိုနှလုံးသွင်းမဲ့နားထောင်မဲ့နှလုံးသားထဲမှာစောင့်ထားမယ်ဆိုရင်အဲ့ဒီစကားတွေအဲ့ဒီဘုရားရဲ့နှုတ်ကပတ်တော်ဟာဒီနေ့ကျွန်တော်တို့အတွက်အသက်ရှင်ခြင်းဖြစ်တယ်လို့တကူလုံးခန္ဓာကိုယ်အတွက်ကြမ်းမှခြင်းဖြစ်တယ်တဲ့တနည်းအားဖြင့်ပြောမယ်ဆိုရင်ကျမ်းမာခြင်းဆိုတဲ့စကားလုံးရဲ့နောက်အဓိပ္ပာယ်တစ်ခုကတော့စီဝါလို့ဘာသာပြန်လို့ရပါတယ်ကျွန်တော်တို့ရဲ့ခန္ဓာတစ်ခုလုံးအတွက်ဖခင်ရဲ့စကားဟာနှုတ်ကပတ်တော်ဟာစီဝါကဲ့သို့အနာငြိမ်းစေတယ်အဲဒါကြောင့်ဖခင်ရဲ့နှုတ်ကပတ်တော်စင်ကြယ်နှလုံးသွင်းခြင်းဝန်ခံခြင်းအပြင်ဒီနေ့သင်ခန္ဓာကိုယ်မှာနှုတ်ကပတ်တော်ရဲ့တကူအကျိုးကျေးဇူးကြောင့်အနာငြိမ်းခြင်းခံစားနိုင်တယ်ဆိုတဲ့အကြောင်းဖြစ်ပါတယ်ကျွန်တော်တို့ဣသရေလလူတွေရဲ့တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ထွတ်မြောက်အကျမ်း15အငယ်26မှာဘုရားသခင်ကပြောလဲဆိုတော့တင်တို့ဤဘုရားသခင်ထာဝရဘုရားရဲ့စကားကိုစစ်စစ်နားထောင်၍နိတ္တတော်မူသောအကျင့်ကိုကျင့်လင်၎င်းပြည့်ညတ်တရားတော်အလိုသို့လှည့်၍စီရင်တော်မူချက်တို့ကိုစောင့်ရှောက်လင်၎င်းငါသည်အေဂတုလူတို့၌ဆွဲစီသောယောဂတစုံတစ်ခုကိုမြတင်တို့၌မဆွဲစေငါသည်တင်တို့၏အနာယောဂကိုငြိမ်းစေသောထာဝရဘုရားဖြစ်သည်ဟုမိန့်တော်မူ၏တဲ့ထွက်မြောက်15:26ဖြစ်ပါတယ်ဒီနေရာမှာငါသည်တင်တို့၏အနာယောဂကိုငြိမ်းစေသောထာဝရဘုရား I am the Lord your healer သို့မဟုတ် I am the Lord that healeth thee တနည်းအားဖြင့်I am the Lord your physician. I am the Lord your doctor လို့လည်းပြောရပါတယ်။ငါသည်သင်တို့၏အနာကိုငြိမ်းစေသောစေတမန်ငါသည်သင်တို့၏အနာကိုငြိမ်းစေသောဆရာဝန်ဖြစ်တယ်လို့လည်းပြောရပါတယ်။ဒီနေရာမှာဘုရားသခင်ကသူ့ကိုယ်သူ Jehovah Rapha အနာငြိမ်းစေသောအရှင်ကျွန်တော်တို့ရဲ့တောက်တာကျွန်တော်တို့ရဲ့စေတမန်လို့သူ့ကိုယ်သူ
ခေါ်ဝေါ်တာဖြစ်ပါတယ်မိတ်ဆက်တာဖြစ်ပါတယ်ကျွန်တော်တို့ယောဂဖြစ်တဲ့အခါမှာစီခန်းသွားတယ်စီယုံသွားတယ်ကျွန်းကျင်တဲ့ပါရဂူရီစစ်သွားပါတယ်သူတို့ကကျွန်တော်တို့ကိုစစ်စီးတဲ့ညွှန်ကြားချက်တွေပေးပါတယ်သူတို့ပြောတဲ့စကားတွေကျွန်တော်တို့အင်တာမှာအားကိုးတယ်ယုံကြည်တယ်ဒီစီးတွေတောက်ဆိုရင်ကျွန်တော်တို့ပုံမှန်တောက်ဖို့ကြိုးစားတယ်၃ချိန်တောက်ဆိုရင်၃ချိန်သူတို့စကားကိုနားထောင်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီခန္ဓာကိုယ်ကျမ်းမာခြင်းလူခြင်းတော့အကြောင်းလောကပညာရှင်ဆရာဝန်တွေရဲ့စကားကိုကျွန်တော်တို့ယုံကြည်ပြီးတော့မှလိုက်နာတယ်လို့ဒီထက်မကတမားတော်များရဲ့တမားတော်ဒေါက်တာများရဲ့ဒေါက်တာဖြစ်တဲ့ဖရာရဲ့စကားကိုကျွန်တော်တို့စစ်စစ်နားထောင်စင်ချင်တဲ့လုံးသွင်းလိုက်လျှောက်ဝန်ခံနေမယ်ဆိုရင်လေကျွန်တော်တို့အဲ့ဒီဖရာရဲ့စကားတွေဟာကျွန်တော်တို့အတွက်အနာငင်းချင်းဖြစ်တယ်လို့နှုတ်ကပတ်တော်ပိုင်ရှင်ဖြစ်တဲ့ဘုရားသခင်ဟာကျွန်တော်တို့အတွက်အားကိုးရဆုံးအယုံကြည်ရဆုံးယုံကြည်ထိုက်ဆုံးစေတမားသို့မဟုတ်တမားတော်သို့မဟုတ်ဆရာဝန်ဖြစ်ပါတယ်ဒီနေရာမှာဘယ်လိုနေနဲ့ဘုရားသခင်ကသူ့လူမျိုးတော်ဣသရေလတွေကိုအနာငင်းခြင်းပေးတယ်လဲဆိုစာလံတရားခွန်အငယ်19-20ကြည့်မယ်ဆိုရင်မိုက်သောသဘောရှိသောသူတို့ဒီလမ်းလွဲ၍ဒုစရိုက်ကိုပြုသောကြောင့်ဆင်းရဲခြင်းနှင့်တွေ့ကြုံရကြ၏စားစရာမျိုးကိုယွင်၍တေခြင်းတကားငါအနေသို့ရောက်ကြ၏ဆင်းရဲခံရသောအခါသာရဘုရားကိုအော်ဟစ်၍ဆင်းရဲဒုက္ခထဲကကယ်တင်တော်မူ၏နှုတ်ကပတ်တော်ကိုလွတ်သည်ဖြင့်သူတို့အနာကိုငြိမ်းစီ၍ဖြစ်စေခြင်းအရာများတဲ့ကနှုတ်ယူတော်မူ၏တဲ့ဘယ်လိုနေတဲ့အနာငြိမ်းစီလဲသူလူမျိုးသူ့ရဲ့နှုတ်ကပတ်တော်ကိုဆေလွတ်တယ်တဲ့ I send my word and I heal your disease ဘုရားသခင်ကသူ့ရဲ့နှုတ်ကပတ်တော်ကိုဆေလွတ်ပြီးတော့မှကျွန်တော်တို့ခန္ဓာကိုယ်အတွက်စီးဝါဖြစ်တဲ့နှုတ်ကပတ်တော်ကိုဆေလွတ်ပြီးတော့မှအနာငြိမ်းခြင်းပေးတာဖြစ်တယ်အဲဒါကြောင့်ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အနာငြိမ်းခြင်းဘုရားရဲ့စကားတော်ဟာကျွန်တော်တို့ခန္ဓာကိုယ်အတွက်စီးဝါကဲ့သို့ဖြစ်ပေါ်ကြောင်းကျွန်တော်တို့နှုတ်ကပတ်တော်ကိုစင်ချင်နှလုံးသွင်းပြီးတော့မှဝန်ခံမယ်ကျွန်တော်တို့နှုတ်ကပတ်တော်ကိုခြေပြုတ်ပြီးတော့မှရေးစပ်တဲ့ဓမ္မသချင်းတွေချီးမွမ်းကိုးကွယ်ခြင်းသချင်းတွေအနာငြိမ်းခြင်းနဲ့သက်ဆိုင်တဲ့နှုတ်ကပတ်တော်တရားဒေသနာတွေကျွန်တော်တို့များများနားထောင်နေစင်ချင်နှလုံးသွင်းနဲ့ဝန်ခံနေဆိုရင်ဒီနှုတ်ကပတ်တော်အားဖြင့်အနာငြိမ်းခြင်းဒီမိတ်ဆွေရှိတဲ့နေရာမှာဘုရားသခင်ရဲ့နှုတ်ကပတ်တော်စီလို့ခြင်းအားဖြင့်နှုတ်ကပတ်တော်ရဲ့တကူအားဖြင့်အနာငြိမ်းခြင်းရရှိမယ်လို့ကျွန်တော်ယုံကြည်လျက်ကျွန်တော်ဒီနေရာကနေအားပေးဒိုးစောတိုက်တွန်းပါတယ်ကျွန်တော်ကိုယ်တိုင်2019မှာအကြီးကျယ်ဖျားနာပြီးတော့မှကောင်းမှုကောင်းအောင်ယောဂနဲ့စီခန်းစီုံတော်တော်များများသွားပြီမဲ့လေဒီနေ့ထိစီပညာအရကျွန်တော်ရဲ့ယောဂတိတိကျကျအဖြေမရပါဘူးသို့တော်ညာလည်းပဲကျွန်တော်အဲ့ဒီအခြေအနေကနေစိတ်နဲ့မကြပဲနဲ့နှုတ်ကပတ်တော်များများဝန်ခံတယ်နှုတ်ကပတ်တော်အခြေပြုတဲ့ဓမ္မသချင်းချီးမွမ်းကိုးကွယ်ခြင်းတွေများများနားထောင်တယ်နှုတ်ကပတ်တော်အပြင်အနာငြိမ်းခြင်းတွေတော့ကောင်းဒီနေ့မီဒီယာအပြင်ကျွန်တော်ဗီဒီယိုအပြင်တော့ကောင်းကျွန်တော်များများခံယူတဲ့အခါမှာအော်ပြပြရခင်ကကျမ်းမာခြင်းပြန်ပေးပြီးတော့မှသူရဲ့အမှုတော်မြတ်ကိုကျွန်တော်ဒီနေ့စနေနေ့ပါပြန်လဲပြီးတော့မှထမ်းဆောင်ခွင့်ရတာဖြစ်တယ်ဒီနေ့ဒီဗီဒီယိုကိုကြည့်ရှုနေတဲ့ကျမ်းမာခြင်းလူအနေတဲ့ဓမ္မမေဆွေများလည်းပဲရှိတဲ့နေရာမှာနှုတ်ကပတ်တော်ကိုစင်ချင်လုံးသွင်းဝန်ခံခြင်းဖြင့်အဲ့ဒီနှုတ်ကပတ်တော်ရဲ့အကျိုးဖြစ်တဲ့ခန္ဓာအတွက်စီဝါအနာငြိမ်းခြင်းသင်ပေါ်မှာတက်ရောက်ပါစေလို့ကျွန်တော်ဆုတောင်းရင်းနဲ့ခွန်အားပေးခြင်းပါတယ်ဖျားရှင်ကောင်းချီးပေးပါစေ